ဟိုရှိတုန်းကအဖိုးအဖွားလေးလူကြီးသူမလေးပြောခဲ့တဲ့စကားလေးတစ်ခုပေါ့မင်းတို့အိမ်မှာမန်းဝလေးညှိုးနေတာလေမင်းတို့ဘယ်လက်မရချင်းအစင်ပြေမလို့မိသားစုကြီးအစင်ပြေလေးမလို့မင်းလက်ဘယ်ပွင့်လေးမလို့ရှာသမျှဘယ်အစင်ပြေလေးမလို့ဆိုတဲ့စကားတွေအိမ်ရှိမျက်နှာစာမှာရှုပ်ပွားနေလို့မင်းတို့အစင်မပြေဘူးဟိုလိုအစင်မပြေဘူးဒီလိုအစင်မပြေဘူးဆိုပြီးတော့အစင်မပြေခြင်းဆိုတဲ့အကြောင်းတွေကြားခဲ့တာပေါ့တကယ်တော့ကျွန်တော်ငယ်တုန်းကကျွန်တော်သိခဲ့တဲ့ကြားခဲ့တဲ့ကိစ္စလေးတွေကအိမ်ရှိမှာရှုပ်ပွားနေတယ်ဆိုရင်ဧည့်သည်လာရင်မြင်လို့ရှိလို့မကောင်းလို့လက်ပိတ်တဲ့ဝင်မှုဆိုပြီးလူကြီးတွေကခြောက်ခဲ့တယ်လို့ထင်ခဲ့တာပေါ့ကျွန်တော်လည်းဒီဗေဒင်ပညာနဲ့ပတ်သက်ပြီးတော့မင်းသိန်းကစီမှာဒဏ္ဍန်နေတဲ့ဗေဒင်ဆရာလေးဖြစ်ထွက်သွားပြီးနောက်ပိုင်းမှာလည်းဆရာစင်ုံလေးဆရာနဲ့ဆက်ပြီးတော့ဗေဒင်ပညာနဲ့တော့လောကီပညာလေးဆက်ပြီးတော့လေ့လာသိဝင်ရတဲ့ဒီကိစ္စလေးရဲ့အကြောင်းရင်းလေးတွေကိုတဖြည်းဖြည်းနဲ့နားလည်သဘောပေါက်ပြောလာတယ်အဲ့ဒါမှလည်းဆိုတော့ရှင်းတော့ဆရာကြီးတွေပြောခဲ့တဲ့အသုံးပြုခဲ့တဲ့စမ်းပညာပေါ့နော်ဗေဒင်ပညာအဲ့ဒါလည်းရှင်းတော့ကိုကမမျိုးဆိုတော့မသိပါဘူးမင်းသိန်းကဆရာရှင်တို့သင်ပေးခဲ့လို့ဒီနည်းပညာလေးဆိုတာသိခဲ့တာပါအဲ့တော့အဲ့ဒီဘာလဲဆိုတော့ကျွန်တော်တို့ငယ်ငယ်တုန်းကသင်္ချာတွေသင်ရတယ်ပေါင်းလုံးမြောက်စားတွေသင်တဲ့အခါမှာအပေါင်းချင်းပေါင်းရင်ဟိုဘက်ကအပေါင်းလက္ခဏာထွက်တယ်အဲ့လိုမျိုးပဲအနှုတ်ကိုအနှုတ်ချင်းပေါင်းရင်ဟိုဘက်မှာအပေါင်းလက္ခဏာထွက်တယ်ဒါပေမဲ့အပေါင်းနဲ့အနှုတ်နဲ့ပေါင်းလိုက်မယ်ဆိုရင်ထွက်လာတဲ့အဖြေကအနှုတ်လက္ခဏာဖြစ်နေတယ်အဲ့ဒီသဘောတရားလေးတွေကိုကျွန်တော်တို့သင်လိုက်ရတော့ကဲဗျာကျွန်တော်တို့လူတွေအနေနဲ့ကြည့်မယ်ကောင်းခြင်းတော့ပြီးမြောက်ခြင်းတော့အောင်မြင်ခြင်းတော့တိုးတက်ခြင်းတော့ပွားများခြင်းတော့ဆိုတာသင်္ချာပေးတာမှာအပေါင်းလက္ခဏာစောင်းတယ်ပေါင်းခြင်းသဘောတွေစောင်းတယ်အဲ့ဒါအပေါင်းလက္ခဏာပေါ့ကိုယ်စီကနေပြီးရုပ်သွားတယ်လို့ဆုံးရှုံးသွားတယ်လို့ကြာဆုံးသွားတယ်လို့ထွက်သွားတယ်လို့ဆိုတာအနှုတ်သဘောစောင်းတယ်အနှုတ်လက္ခဏာစောင်းတယ်အဲ့လိုလွယ်မှတ်ထားမယ်ဆိုရင်ကောင်းခြင်းကိုအပေါင်းလို့မှတ်ထားပြီးတော့ဆိုးခြင်းကိုအနှုတ်လို့မှတ်ထားလိုက်မယ်ကဲအဲ့တော့အကောင်းခြင်းပေါင်းရင်တော့ကျွန်တော်တို့ဟိုဘက်ကထွက်လာမယ်အဖြစ်ဒီအကောင်းထွက်လာနိုင်မယ်အဆိုးခြင်းပေါင်းမယ်ဆိုရင်ဟိုဘက်ကထွက်လာမယ်လက္ခဏာဒီအဖြစ်ဒီအကောင်းထွက်လာနိုင်မယ်အဆိုးနဲ့အကောင်းနဲ့ပေါင်းပြီဆိုရင်တော့ထွက်လာမယ်အဖြစ်ဒီအနှုတ်လက္ခဏာဖြစ်သွားလိမ့်မယ်အဲ့ဒီသဘောတရားလေးကိုကျွန်တော်မိတ်ဆွေတွေသိထားပြီးသဘောပေါက်ထားပြီးဆိုရင်ဘဝရဲ့နေနည်းထိုင်နေတော်များများကျွန်တော်မိတ်ဆွေတွေသိသွားပါလိမ့်မယ်အဲ့ဒီအကြောင်းလေးကိုကျွန်တော်နောက်ဗီဒီယိုမှာဆက်လက်ပြီးတော့တင်ပေးပါမယ်ကဲကျွန်တော်မိတ်ဆွေတွေအားလုံးကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာတော်မူနိုင်ကြပါစေဗျာကကြီး3ပါးရန်သူမျိုး5ပါးပြမှာလဲကောင်းစွာကျော်လွှားတော်မူနိုင်ကြပါစေလို့ဆုတောင်းမြတ်တာများလဲပို့လိုက်ပါတယ်